ဒီနေ့မင်းရဲ့အားလဲရမှာမင်းရဲ့ကြောင်လေးတွေကိုပေါ့နော်အချိန်ပေးပြီးတော့ရိုက်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်နော်ဒီနေ့မင်းတို့အိမ်မှာကြောင်လေးတစ်ကောင်ထပ်ပြီးမွေးလိုက်တဲ့အတွက်ကြောင်မို့လို့ကြောင်လေးကိုလာပြီးတော့ကာကွယ်ဆေးလေးထိုးပေးရပဲဖြစ်ပါတယ်မင်းတို့အိမ်မှာရှိတဲ့ကြောင်လေးတွေအားလုံးကိုဒီဆေးခန်းမှာအမြဲတမ်းလာပြရပေါ့နော်ဒီချင်းလိုက်မှာတခြားဆေးခန်းတွေအများကြီးလည်းရှိပါတယ်ဒါပေမဲ့ဒီဆေးခန်းအောင်ပဲအမြဲတမ်းပြဖြစ်တာဒီဆေးခန်းမှာရှိတဲ့ဆရာဝန်တွေအားလုံးကအရန်တဘောခေါင်းပြီးတော့ကလေးတွေကိုအရန်ပဲခဲတတ်တယ်ပေါ့နော်အဲအကြောင်းမလို့ဒီမှာလာပြဖြစ်တာပါအရင်ဆုံးကြောင်လေးကိုပေါင်ချိန်နဲ့အဖျားတွေပါတွေတိုင်းတယ်ပြီးကြတော့တန်ချဆေးလေးတိုက်ပါတယ်ပြီးတာနဲ့ဆရာဝန်တွေကကာကွယ်ဆေးလေးထိုးပေးပါတယ်။ကြောင်လေးတွေကိုကာကွယ်ဆေးက6လတိတိထိုးပေးရပါတယ်။တစ်လကိုတစ်ချိန်ထိုးပေးရပါ။ဆေးကန်းကနေပြန်တာနဲ့မိန်းတို့ကကြောင်လေးတွေအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုလာဝယ်ပါတယ်။ပြီးတော့ကလေးတွေကြိုက်တဲ့မုန့်နဲ့စောစရာလေးတွေကိုလည်းဒီနေ့ဝယ်ပြီးဖြစ်ပါတယ်။ထမင်းကတော့ကလေးတွေကိုဒီရဲ့မိကိုတစိမ့်ကျွေးရပေါ့နော်။ဒီရဲ့တစိမ့်ဆိုရင်သူတို့အရန်ကြိုက်တယ်။အိမ်ကိုရောက်တာနဲ့မိန်းနဲ့မင်းရဲ့အမပေါ့နော်ကလေးတွေအတွက်ဝယ်ထားတဲ့အိမ်နဲ့တခြားပစ္စည်းတွေကိုပေါ့နော်ပြင်ဆင်ပေးမှာပဲဖြစ်ပါတယ်ဟိုလိုမျိုးခါတိုင်းကလေးတွေအိမ်ညာဟိုလိုပြင်လေးနဲ့ပေါ့နော်အဲ့အားကြောင့်မိုးရွာရင်သူကအဆိုဓာတ်တွေဖြစ်တယ်ပြီးတော့ခါကြတော့မိုးတွေတက်တယ်ပေါ့နော်အဲ့အားကြောင့်အခုကလေးတွေအိမ်ဖို့ကိုဒီလိုမျိုးပေါ့နော်ဒီလိုမျိုးတက်ဝယ်တာတွေဒါလေး3កောင်ရှိရပေါ့နော်အရင်အခုကကြတော့ကြောင်လေးအစ်စ်တစ်ထောင်နဲ့ဆိုတော့4កောင်ရှိသွားပြီအဲ့အတွက်ကြောင့်မလို့မေရတမီးတို့ကိုဘာလို့လုပ်လဲအရင်ကမိန်းတို့အိမ်ကကြောင်လေးတွေကိုကော်ခွက်လေးနဲ့ကျွေးရပေါ့နော်အငြင်းတန်းကော်ခွက်နဲ့ကျွေးရင်ကလေးတွေကျန်းမာရေးမကောင်းဖြစ်မှာဆိုတဲ့အတွက်ကြောင့်မို့လို့အခုနောက်ပိုင်းမှာကလေးတွေကိုဒီရဲ့ကျွေးပကံနဲ့ပြောင်းကျွေးမှာမလို့ပေါ့နော်ဒီရဲ့ကျွေးပကံလေးတွေမှာခဲ့ပါတယ်အခုကလေးက4កောင်ဖြစ်သွားပြီဆိုတော့4ပကံပေါ့နော်ပြီးတော့ဒါလေးကကလေးတွေပြီးပါတယ်အိမ်သားပေါ့နော်အကြီးတစ်လုံးပြန်ဝင်တာနေဘာလို့လဲဆိုတော့အရင်တော့3កောင်ဆိုရင်တော့တစ်ခုတည်းနဲ့အဆင်ပြေရပေါ့နော်အခုက4កောင်ဖြစ်လာပြီဆိုတော့နောက်ထပ်ပေါ်တဲ့ခါမိန်းတို့အခုနောက်ပိုင်းမွေးလိုက်တဲ့ဒီကောင်လေးရပေါ့နော်သူကအထီးလေးဆိုတော့နည်းနည်းတော့ဆော့ပါတယ်ပြီးတော့မိန်းတို့ညီမနှစ်ယောက်ကပေါ့နော်ကလေးတွေအတွက်အိမ်တစ်တလုံးလေးဝယ်ခဲ့ပြီးတယ်အဲ့ဒီရဟာလေးကိုစပြီးတော့စောင့်နေရပါစချင်းစောင့်ချင်မှပဲတိုင်နေပတ်နေရပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းချင်းလှုပ်ရင်နဲ့အိမ်လေးကတော့အကောင့်ထဲလေးပေါ်လာပါပြီကဲအခုကတော့မိန်းတို့စောက်ထားတဲ့အိမ်လေးပြီးသွားပါပြီရှင်ကဲအခုကတော့ကလေးတွေကိုပေါ့နော်အိမ်လေးစောက်ပေးပြီးသွားပါပြီကလေးတွေအိမ်တစ်ပေါ့နော်သူတို့ကဒီလိုကလေးတွေနဲ့အေးရအရန်ကြိုက်တာဒီကလေးတွေကလေမိမိလာပါမမတို့ဟယ်လိုတောင်းပါလားအရန်အစားအရန်ကလေးတွေကလေအစားအရန်စားတယ်မိန်းတို့စီမာကဒီလိုပါစီယန်ကြောင်လေး3កောင်ရှိပါတယ်အခုနောက်ပိုင်းမွေးလိုက်တဲ့ဟာကြတော့ဒီရဲ့ကြောင်အဝါနဲ့အဖြူလေးပေါ့နော်အဲ့ဟာကြတော့ပါစီယန်နဲ့ရိုးကြောင်ဆက်ပြီးမွေးထားတဲ့ကြောင်လေးပါဒီအိမ်နဲ့ကြောင်လေးကတော့ခုနကကြောင်ထီးလေးရဲ့အဖွားပေါ့နော်မိန်းတို့အိမ်ကကလေးတွေကိုပေါ့နော်ဤပါတဲ့တဲကိုကြတော့ကော်ဖီအနံ့နဲ့ဟာဝယ်ပြီးဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီအနံ့အရင်မဆိုးတော့ကလေးတွေအတွက်လည်းအဆင်ပြေရပေါ့နော်ဒီနေ့မိန်းကကလေးတွေအတွက်အားလုံးကိုပြင်ဆင်ပေးပြီးသွားပြီဆိုတော့မိန်းလည်းပြင်မှန်းတော့ပါပြီအဲအကြောင်းမလို့သွားနာလိုက်ပါအောင်မယ်နော်အားလုံးပဲနောက်ပြီးမှထပ်တွေ့ပါမယ်ရှင်